မင်္ဂလာပါခုရပြမယ့်ကြပြလေးကတော့မိုးဦးဆွေငင်းရဲ့ဖြက်ခနဲ့ချစ်သူများဆိုတဲ့ကြပြလေးဖြစ်ပါတယ်ဖြက်ခနဲ့ချစ်သူများကဘာကြီးကြီးနေဆိုတာတကယ်ဟုတ်ရဲ့လားတန်တရားတကွေ့ဘယ်တော့တွေးကြမှာလဲမျောလင့်ကြီးများအယိုးပေါ်အရင်တင်တန်ရောစင်မကုံလို့သာတသားသားဖြစ်စင်နဲ့မျော၍မမေ့တတ်တဲ့ယောဂတစ်ခုနဲ့ငါတို့ရဲ့စိတ်တစထူးဆန်းမှုနဲ့ယူနှံမှုကိုကွယ်ပြပြယုံရတော့လေငါတို့ရဲ့အလျားလိုက်ရွေ့နေတဲ့ခြေလမ်းများဟာတစ်ဖက်သာမြင်ခွင့်ရတဲ့မျက်လုံးများဟာမလူးတာမလွင်တာဖြစ်ရတဲ့အတွေးများဟာတနေ့တာလူမှုဘဝနဲ့မြို့ကြီးမှာဘတ်ကားစီးရတယ်လို့နွမ်းရည်ရည်ကိစ္စပြီးနေတော့ငါတို့အသက်ဆက်ဖို့ထမင်းစားနေကြတာငါတို့စကားတွေများရင်လေကုန်နေကြတာငါတို့ကြိုးကြောက်မဲ့အချိန်ပြိုးနေကြတာဘာကြောင့်ဘလို့ခမားလေးကျွန်တော်လိုပဲပို့စားသွားတယ်နော်ကြပြဆရာမိုးဦးဆွေငိမ့်โอเคကြပြလေးတွေကိုနားဆင်လို့ပါလျင်ကျမရဲ့ channel လေးကို like subscribe comment လေးလုပ်ပေးစေချင်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးရှင်လန်းချမ်းမြေ့ကြပါစေ